ကြည်လင်းကို300နှစ်နဲ့ဆွဲတယ်နောက်တစ်ခါလက်နဲ့ဥတွေပုံမှာ16စာလုံးနဲ့ဆွဲတယ်နောက်16ကားကြီးနဲ့ဆွဲတယ်လို့ကြားရတယ်လေအဲ့ဒါဆိုလို့ရှိရင်ကြည်လင်းကိုချမှတ်နေတဲ့300နှစ်တစ်ခါဝေးတစ်ကဒီဆရာတို့တည်တံချမှတ်နိုင်တယ်ပေါ့နော်ဆိုတော့ကြတို့300နှစ်ဆရာတို့300နှစ်က300နှစ်တစ်ခါဝေးပေါ့ခဏလေးနော်300နှစ်တစ်ခါဝေးနဲ့ညှိမယ်ဆိုရင်ကြည်လင်းကတည်တံကြနိုင်တယ်နောက်တစ်ခါ16စာလုံးလက်နဲ့ပုံမှာ3နှစ်ကြနိုင်တယ်16ကားကြီးလက်နဲ့ပုံမှာ3နှစ်ကြနိုင်တယ်ပေါ့အဲ့တော့ဒါတွေကတပေါင်းနဲ့ကြခံတည်တံကြပြီးရင်တော့တည်တံချမယ်ဆိုလို့ရှိရင်တပေါင်းနဲ့ကြခံလိုက်ခဲ့ဆိုလို့ရှိရင်တော့တိကျမကြခံရတော့ဘူးပေါ့တကယ်လို့သာပဲကြည်လင်းကိုတည်တံချပြီးတဲ့နောက်ဟိုပုံမှာတွေကိုပါဆက်ပြပေးဦးမယ်ဆိုရင်သူကတည်တံကြပြီးနောက်ထပ်6နှစ်ခံရမယ်သဘောရှိတယ်ပေါ့နော်နောက်တစ်ခါအောင်ဝင်းစော်ကတော့300နှစ်မြင်းဆောင်304လို့ကြားရတာပေါ့နော်300နှစ်မြင်းဆောင်304ရတော့ဘာလဲဆိုလို့ရှိရင်300နှစ်ကသဘောတရားကတော့300ဒီ34ရဲ့သဘောတရားကတော့ပြစ်မှုတစ်ခုအကြံတူတစ်ခုကအောင်မြင်အောင်လို့အကြံတစ်ခုကိုပူပေါင်းလုပ်ကြတာပေါ့အဲ့လိုဆိုလို့ရှိရင်တယောက်တည်းလုပ်ပြီးတကယ်သူ့အပြစ်ပေးရမယ်ဥပမာကြည်လင်းကိုပူပေါင်းလုပ်တယ်ဆိုကြည်လင်းကတေတံဆိုရင်သူလည်းတေတံမယ်300နှစ်မြင်းဆောင်304ရကြည်လင်းတေတံဆိုရင်သူတေတံကြမယ်နောက်လက်နဲ့ပုံမှာသူလည်းကြည်လင်းလိုပဲ16ကားကြီးက3နှစ်16စာလုံးက3နှစ်ကြာမှာပဲအဲ့ဒါတော့ရှိတယ်နော်နောက်အောင်ဝင်းထွန်းဆိုတာရှားလို့ကြားရတယ်လေအောင်ဝင်းထွန်းကရာဇသက်ကြီးပုံမှာ212နဲ့ဆွဲခံရတယ်လို့ကြားတယ်သူကတော့သေတံတကယ်လို့ကြည်လင်းတို့ကသေတံထိုက်တဲ့အမှုကိုကျူးလွန်တယ်အောင်ဝင်းစော်တို့ကသေတံထိုက်တဲ့အမှုကိုကျူးလွန်မယ်ဆိုရင်သူ့ကိုထောင်9နှစ်သူကဝှက်ထားတာကိုဝှက်ပြီးခိုးလုံးငွေပေးတယ်ဝှက်ထားတယ်ကြောင့်မလို့9နှစ်နဲ့ငွေတန်းချနိုင်တယ်တကယ်လို့ကြည်လင်းနဲ့အောင်ဝင်းစော်ကိုဝှက်ထားမယ်ဆိုရင်အောင်ဝင်းစော်ကသေတံကြမယ်ဆိုရင်9နှစ်တကယ်လို့အောင်ဝင်းစော်ကတသက်ကျွန်းကြမယ်ဆိုရင်3နှစ်ပေါ့ကြာနိုင်တယ်နောက်တော့ကဇေယျဖြိုးကိုတော့ဒီထဲမှာ300နှစ်မြင်းဆောင်304ပေါ့နောက်အောင်ဝင်းခံရတော့သူကပြေးနေတာပေါ့သူ့ကိုလည်း300နှစ်မြင်းဆောင်304နဲ့ဒီလိုစွဲမယ်လို့သိရတယ်ပေါ့နော်အဲ့လိုတရားရုံးနေအဲ့လိုတကယ်လို့သာသူတို့အဲ့ပုံမှာတွေကတော့နှစ်ခုသလုံးဟာတေတံထိုက်တဲ့ပုံမှာတွေကြီးပဲတကယ်လို့သာပဲကြည်လင်းကတေတံထိုက်မယ်ဆိုလို့ရှိရင်သူတို့300နှစ်ကိုနောက်က304တွဲထားတဲ့အကြောင်းလို့ပုံမှန်304တွဲထားရအောင်304ရဲ့သဘောတရားကတူးသီးလုပ်ပြီးတကယ်တော့ပေါ့နော်အကြံတို့တစ်ခုကိုတူးသီးလုပ်ပြီးတကယ်လို့ဖြစ်လို့သူတို့လည်းပဲတေတံကြနိုင်တဲ့ပုံမှာတွေနဲ့ဆွဲဆူထားတာကိုဆရာတို့တွေ့ရတယ်